အားလုံးပဲမင်္ဂလာပါ Teach Ever Dash မှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ဗီဒီယိုမှာတော့ကိုယ့်ရဲ့ Photoshop မှာ Win Form ရှိနေရင်ဘယ်လို download ဆွဲပြီးတော့ install လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ Win Form ကို install လုပ်ဖို့အတွက်ဒီ Microsoft Edge ကိုတွားလိုက်ပါပြီးတော့ဒီ download ဆွဲရမယ့် link တွေကို comment မှာချထားပေးမယ်ပေါ့နော်အဲ့တော့ဒီကနေပဲဒီ download button လေးကိုနှိပ်လိုက်ရင်ရပါတယ်ဒါဆိုလို့ရှိရင်သူက download ဆွဲနေတဲ့ဒီလို box တွေကြာလာလိမ့်မယ်ပေါ့နော်သူ download ဆွဲတာပြီးတဲ့ထိဆောင်ပြီပါdownload ဆွဲတာပြီးသွားပြီဆိုလို့ရှိရင်ဒီနာက file explorer တွေမှာပြမယ် show in folder လေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်နှိပ်ပြီးသွားရင်သူကဒီနာလေးမှာzip file အနေနဲ့ကြာလာပါလိမ့်မယ်ဒီရဲ့ zip file ကို right click extract file နဲ့လာပြီးတော့ file ဖြည့်လိုက်ရင်ရပါတယ်ပြီးတော့နော် okay ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ win as ဆိုပြီးတော့ folder လေးတစ်ခုနဲ့ကြာလာလိမ့်မယ်ပေါ့နော်သူထဲကိုပဲဝင်ပြီးတော့ဒီထဲမှာရှိတဲ့ file တွေအကုန်လုံးကိုControl A နဲ့ select all လုပ်လိုက်ပါလုပ်ပြီးတော့နော်ဒီရဲ့ form တွေပေါ်မှာ right click နှိပ်ပြီးတော့ install for all user ဆိုတာလေးကိုတစ်ချက်နှိပ်ပေးပါဒီမှာရှိနေတဲ့ form လေးဆိုသူကအဲ့လိုပေါ်လာလိမ့်မယ်ပေါ့နော်ဒီနားလေးမှာ mention လုပ်ပြီးတော့ yes လေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ Win Form ကို install လုပ်လို့ပြီးသွားပြီပဲဖြစ်ပါတယ်install လုပ်ပြီးသွားရင် Photoshop ထဲမှာ new file အသစ်ယူလိုက်ပါမယ်ဒါတော့ဒီနားလေးမှာလာပြီးတော့ text type 2ကိုတုံးပြီးတော့လာပြီးကစားချလိုက်ပါပြီးရင်ဒီရဲ့ form နေရာမှာကိုအသုံးပြုမဲ့ form ကိုလာပြီးတော့ Win Form ကိုလိုက်ပြီးတော့ရိုက်ထည့်လိုက်ရပါတယ်ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ set ထဲမှာ Win Form ကိုလာပြီးတော့အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်ရှင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်